လာပါရှင် Revolut Burma News Channel ကနေပြီးတော့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အတူရောင်အစိုးရအသစ်တက်လာချိန်မှာလည်းပြည်သူတွေကိုနိုင်ငံလုံခြုံရေးအကြောင်းပြပြီးဖမ်းဆီးနိုင်ဖို့နိုင်လွတ်လုံဥပဒေကိုစစ်အုပ်စုပြင်ဆင်နေဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်အုပ်စုဟာသူတို့ရဲ့ရွေးကောက်ပွဲအပြီးဖွဲ့စည်းမဲ့အစိုးရတစ်လက်ထက်မှာလေပြည်သူတွေကိုတရားလက်လွတ်ဖမ်းဆီးမှုတွေဆက်လက်လုပ်ဆောင်ဖို့နိုင်လွတ်လုံဥပဒေလို့ခေါ်တဲ့နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေကိုပြန်လည်ပြင်ဆင်လိုက်တယ်လို့မနေ့ကဖေဖော်ဝါရီ3ရက်မှာထုတ်ပြန်လာပါတယ်။နိုင်ငံသားတွေရဲ့အခွင့်အရေးကိုကာကွယ်ပေးနိုင်တဲ့နိုင်လွတ်လုံဥပဒေကိုစစ်အုပ်စုကသူတို့အာဏာသိမ်းပြီးရက်အနည်းငယ်အကြာ2021ခုနှစ်ဖေဖော်ဝါရီ23ရက်နေ့မှာဥပဒေတွင်ပါဝင်တဲ့ပြည်သူတွေကိုတရားမဲ့မဖမ်းဆီးနိုင်ရေးကာကွယ်ပေးဖို့ပြည်သူတွေရဲ့နေအိမ်တွေကိုအကြောင်းမဲ့ဝင်ရောက်ရှာဖွေတာဒေသဆိုင်ရာတာဝန်ရှိသူတွေမပါဝင်ပဲတရားမဲ့ဝင်ရောက်ဖမ်းဆီးရှာဖွေတာတွေကိုမလုံဆောင်နိုင်ဖို့တားမြစ်ထားတဲ့ပုံမှန်ကတရားရုံးရဲ့အမိန့်မရပဲပြည်သူတွေကို24နာရီကြော်လွန်ချုံနှောင်ထားခွင့်မရှိတဲ့ပုံမှန်ခွနဲ့ပြည်သူတွေရဲ့နေအိမ်နဲ့ပိုင်ဆိုင်မှုတွေကိုအကြောင်းမဲ့ချိတ်ပိတ်သိမ်းဆည်းမှုတွေနောက်ရောက်ခံလိုက်လံကြည့်ရှုမှုတွေဖုံးခေါ်ဆိုမှုကနေအစကိုရေးကိုရာလုံခြုံရေးဆိုင်ရာတွေကိုတောင်းယူကြည့်ရှုမှုတွေမလုံဆောင်နိုင်အောင်တားမြစ်ထားတဲ့ပုံမှန်8တို့ကိုရဲဆိုင်ကြောင့်ထုတ်ပြန်ခဲ့ပါတယ်။လက်ရှိပြင်ဆင်လိုက်တဲ့နိုင်လွတ်လုံဥပဒေပါဥပဒေပုံမှန်3ခုတည်းကပုံမှန်5ပုံမှန်ခွဲခါခွေးနဲ့ပုံမှန်8ခြေစင်းတို့ကိုစေအုပ်စုကဖြည့်ဆွက်ပြင်ဆင်ကြောင်းထုတ်ပြန်ထားပေမယ့်ရက်ဆိုင်တဲ့အထက်မှာပါဝင်တဲ့ပုံမှန်9ကိုတော့ပြင်ဆင်ချက်ထဲမှာထည့်သွင်းဖော်ပြထားတာမရှိပါဘူး။စေအုပ်စုပြင်ဆင်လိုက်တဲ့ပုံမှန်5ပုံမှန်ခွဲခါခွေးနဲ့ပုံမှန်8ခြေစင်းမှာလူတဦးတယောက်ကိုရှာဖွေဖမ်းဆီးပါကနိုင်ငံတော်ကာကွယ်ရေးလုံခြုံရေးနဲ့အများပြည်သူအေးချမ်းသာယာရေးအတွက်အရေးကြီးလိုအပ်ပါကတက်သေးမပါပဲခွင့်ပြုချက်ဝရမ်းမပါပဲရှာဖွေဖမ်းဆီးခွင့်ရှိတယ်ဆိုတဲ့အချက်ကိုဖြည့်ဆွက်ပြင်ဆင်ဖော်ပြထားပါတယ်။ဒါဟာစေအုပ်စုကဖွဲ့စည်းပေးမဲ့အစိုးရတစ်တက်လာချိန်မှာလေပြည်သူတွေကိုနိုင်ငံတော်လုံခြုံရေးအကြောင်းပြပြီးအကြောင်းမဲ့ဝင်ရောက်ရှာဖွေဖမ်းဆီးနိုင်ဖို့ကြိုတင်ပြင်ဆင်ထားမှုလေးဖြစ်တယ်လို့နိုင်ငံရေးလိလာသုံးသပ်သူတွေကဆိုပါတယ်။ဒီဥပဒေတွေကိုလွှတ်တော်ဖွဲ့စည်းတာမဆောင်ရွက်နိုင်သေးခင်အခြေအထိဥပဒေပြုရေးအုပ်ချုပ်ရေးနဲ့တရားစီရင်ရေးအာဏာတွေကိုစေအုပ်စုကဆက်လက်ကျင့်သုံးဆောင်ရွက်သွားမယ်လို့2025ခုနှစ်ဩဂုတ်လ1ရက်နေ့မှာအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကာလုံကထုတ်ပြန်ကြေညာချက်မှာထည့်သွင်းဖော်ပြထားပါတယ်။အာဏာသိမ်းစစ်ကောင်ဆောင်မြောင်လိုက်ဟာသူ့အလို့ကျဖွဲ့စည်းမဲ့အစိုးရတစ်မပေါ်ထွက်လာခင်မှာပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကိုလည်းပြဋ္ဌာန်းခဲ့ပြီးဒါဟာပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥက္ကဋ္ဌအဖြစ်သူကိုယ်တိုင်ရယူကစစ်ဘက်ဆိုင်ရာယာရုအပြင်နိုင်ငံရေးယာရုကိုပါရယူဖို့ပြင်ဆင်နေတာဖြစ်တယ်လို့လည်းနိုင်ငံရေးလိလာသုံးသပ်သူတွေကဆိုပါတယ်။ဆက်လက်ပြီးမုံရွာမြို့ပေါ်ပြစ်ခတ်မှုအမိုက်ကောက်ကလေးနဲ့3ဘိန်းမောင်းသူအပါအဝင်လမ်းသွားလမ်းလာ9ဦးခန့်သေဆုံး AC ကတစီကိုစေအုပ်စုကကား3-4စီးနဲ့ဒရက်ဆက်လိုက်လံပြစ်ခတ်ခဲ့တာဖြစ်ပြီးသေဆုံးသူ9ဦးခန့်ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းမုံရွာမြို့ပေါ်မှာမနေ့ကမနက်ပိုင်း AC ကတစီကိုစေအုပ်စုကပတ်ကင်းကား3-4စီးနဲ့နောက်ကနေဒရက်ဆက်လိုက်လံပြစ်ခတ်သက်ဖြတ်ခဲ့ရာလမ်းဘေးအမိုက်ကောက်နေတဲ့ကလေးငယ်နဲ့3ဘိန်းမောင်းသူအပါအဝင်လမ်းသွားလမ်းလာအရက်သားပြည်သူ9ဦးထပ်မံနဲ့တေဆုံးတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကသတင်းဌာနကိုပြောပါတယ်။ဖေဖော်ဝါရီ3ရက်မနက်ပိုင်းကမုံရွာမြို့တာစီလန်ပညာရေးကောလိပ် TTC အနီးမှာအဖြူရောင်မတ်တူအမျိုးအစား AC ကတစီကိုစေအုပ်စုကပတ်ကင်းကားတွေနဲ့နောက်ကလိုက်ကတာစီလန်ပညာရေးတက္ကသိုလ်အနီးကနေတာစီလန်ပြီးပွားအထိလိုက်လံပြစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။အဲ့ဒီပြစ်ခတ်မှုအတွင်း AC ကပေါ်ပါသူအလုံးတေဆုံးတယ်လို့စေအုပ်စုကဒရက်ဆက်ရန်ကာပြစ်ခတ်မှုကြောင့်လမ်းသွားလမ်းလာတွေလည်း9ယောက်ထပ်မံတေဆုံးကတရားရသူတွေလည်း4-5ယောက်ရှိတယ်လို့လမ်းသွားလမ်းလာကားဆိုင်ကနဲ့သုံးပြီးတချို့လည်းကြည်ထိမှန်တယ်လို့မြို့ခံတွေကပြောပါတယ်။ PDF ကားတွေက TTC ကျောင်းထဲကစစ်သားတွေကိုဝင်စစ်တာလို့ပြောတယ်။အဲ့ဒီကားကိုလိုက်ပြည့်ရင် TTC အမိုက်ပုံဘေးကအမိုက်ကောက်တဲ့ကလေးတယောက်ကပွဲချင်းပြီးတည်တယ်။သုံးပြီးသမားတယောက်ခေါင်းမှန်တာသူမိမကထံရရသွားတာတခြား3-4ယောက်တည်တယ်လေကြားတယ်ကားဘော်ကပြီးတွေလည်းတည်တယ်လို့ဖြစ်စဉ်ကိုသိရှိတဲ့မုံရွာမြို့ကအမျိုးသမီးတအုပ်ကသတင်းဌာနကိုပြောပါတယ်။စေအုပ်စုဟာမုံရွာ TTC အနီးကနေတာစီလန်မီပွိုင်အနီးအထိလမ်းတစ်လျှောက်လုံးတရက်ဆက်ရန်ကပြစ်ခတ်ခဲ့တာဖြစ်တယ်လို့မြို့ကန်တွေကပြောပါတယ်။စစ်သားတွေကကားဘိန်းတွေအရင်ပြစ်တာတလန်လုံးပြစ်လိုက်သွားတာပဲတကယ်စစ်ကားတွေကလိုပဲလမ်းဘေးရက်ထားတဲ့ကားတွေလည်းအကုန်ထိတာပဲမှန်တွေကွဲကုန်တာကျုပ်တို့လည်းဘေးကက်ရက်နေတာလို့မြို့ကန်ပြည်သူတအုပ်ကသတင်းဌာနကိုပြောပါတယ်။စေအုပ်စုကအဓိကပြစ်မှတ်ထားကလိုက်လံပြစ်ခတ်တဲ့အိမ်စီကားဟာလေပြည်တော်စုလန်နဲ့တာစီလန်တောက်တာစီလန်မီးပွိုင်အနီးမှာထိုးရက်သွားပြီးကားပေါ်ပါတဲ့သူတွေလည်းတေဆုံဖမ်းဆီးခံရတယ်လို့သိရပါတယ်။စေအုပ်စုဟာသူတို့အဓိကပြစ်မှတ်ထားပြစ်ခတ်ခဲ့တဲ့အဖြူရောင်အိမ်စီကားကိုကရိန်းနဲ့တဲ့ကစင်မြောင်ရုံနဲ့ယူဆောင်သွားတယ်လို့
လန်သွားလာရင်ကြီးထိမှန်သည့်စုံနဲ့3ဘိန်းမသူရဲ့3ဘိန်းကိုလည်းဂရိတ်နဲ့လာတင်ယူသွားတယ်လို့မျိုးကန်တွေကပြောပါတယ်။အဲ့ဒီပြစ်ခတ်တပ်ဖြတ်မှုနဲ့ပတ်သက်ပြီးစေအုပ်စုဘက်ကတစုံတရာသတင်းဖြန့်တာမရှိသေးပါဘူး။2025အောက်တိုဘာလကလည်းအဲ့ဒီမုံရွာ TTC ကျောင်းအနီးတာစီလန်းပေါ်သွာလာနေသူတွေကို TTC ကျောင်းဝင်ပေါက်မှာဂိတ်ဖွင့်ငွေညစ်နေတဲ့စေအုပ်စုကပြစ်ခတ်တပ်ဖြတ်လို့မုံရွာမြို့အောင်ချမ်းသာရပ်ကွက်မှာနေထိုင်နေအသက်20ကျော်အရွယ်ဇနီးမောင်နှံတည်ဆုံခဲ့ပါသေးတယ်။စေအုပ်စုဟာမုံရွာမြို့အနက်ဂိတ်တွေဖွင့်ကလန်သွားလန်းလာတွေကိုတာစီစစ်ဆေးတာလက်နက်ပြမိုက်ကြီးခွဲတာစိတ်ထင်နိုင်ပြစ်ခတ်တပ်ဖြတ်တာတွေကျူးလွန်နေတာဖြစ်ပါတယ်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ရှိဒညဝတီရေတပ်ဌာနချုပ်အနီးအထိတိုက်ပွဲများပြင်းထန်လာနေပြီးစစ်ကော်မရှင်ဘက်မှအထီနာကအင်အားပြုံးတီးမှုများပြားနေသဖြင့်လွန်ခဲ့သည့်2လအတွင်းစစ်ကိုအင်အားထောင်ထဲချီပြီးထပ်မံဖြည့်တင်းနေရကြောင်းသိရပါတယ်။စစ်ကော်မရှင်သည်ပြီးခဲ့သည့်ဇန်နဝါရီ30ရက်ညပိုင်းတွင်ကြောက်ဖြူအမှတ်1ဖောင်တော်စိတ်မှတက်စဉ်စစ်အင်အား400ခန့်ကိုဒညဝတီရေတပ်ဌာနချုပ်နှင့်ခလာရ34အတွင်သို့ထပ်မံပို့ဆောင်ခဲ့ပါသည်။၎င်းတို့အနက်ခလာရ34အတွင်သို့အင်အား150ကျော်နှင့်ရေတပ်ဌာနချုပ်သို့အင်အား200ကျော်ခွဲဝေပို့ဆောင်ခဲ့ခြင်းဖြစ်ပြီးသတင်းရင်းမြစ်များကဆိုပါရယ်စစ်ကော်မရှင်သည်ဒီဇင်ဘာလဆန်းပိုင်းမှစတင်၍ရန်ကုန်အခြေစိုက်တရင်များမှထုံနှုတ်အင်အားများနှင့်စင်မူရန်တပ်သားတင်များကိုစုပေါင်းကတက်တုပ်လက်ရင်အင်အား900ခန့်ဖြင့်ကြောက်ဖြူသို့ပို့ဆောင်နေခြင်းဖြစ်ပြီးလက်ရှိအချိန်ထိကြောက်ဖြူသို့ပို့ဆောင်ထားသည့်စစ်ကူအင်အားမှစုစုပေါင်းထောင်ထဲချီ၍ရှိနေပြီဖြစ်ပါသည်အင်အားတွေဖြန့်ခွဲပို့ပြီးတိုက်ပွဲရှိတဲ့နေရာကိုစစ်ကြောင်းထိုးခိုင်းပါလေတေပုတ်တောင်ရေတပ်ကနေစစ်ကြောင်းတစ်ခုကိုအင်အား200လောက်နဲ့စစ်ကြောင်းတွေထွက်တယ်ကြားဖြတ်တိုက်ခိုက်ခံရလို့တည်တာလဲတအားပဲဟုကြောက်ဖြူသတင်းရှင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်ကြောက်ဖြူဒညဝတီရေတပ်ဌာနချုပ်အနီးဦးကင်းကြီးပါတွင်အာရကတပ်တော် AA နှင့်စစ်ကော်မရှင်တို့တိုက်ပွဲများရှိနေပြီးစစ်ကော်မရှင်ကလက်လွတ်ရသည့်နေမြေများကိုပြန်လည်ရယူရန်စစ်ကြောင်းထိုးနေကြောင်းဒေသခံသတင်းရင်းမြစ်များထံမှသိရပါသည်။တိုင်းကြောင်ကျက်တိန်ကုလဘာတို့တွင်လည်းတိုက်ပွဲများရှိနေက AA ပျောက်ကြားစနစ်ဖြင့်တိုက်ခိုက်မှုကြောင့်စစ်ကော်မရှင်တပ်များအထိနာကအင်အားပြုံးတီးမှုနှင့်ရင်ဆိုင်နေရသဖြင့်လက်လွတ်ရသည့်နေမြေများကိုပြန်လည်ရယူရန်အင်အားအလုံးကြီးဖြင့်စစ်ကြောင်းထိုးရန်ကြိုးပမ်းလာခြင်းဖြစ်ကြောင်းသိရပါသည်။ဆက်လက်ပြီးဗမော်စီရေးရှုံးနေမှုကြောင့်ဒူတိုင်းမှုစစ်ခုံရုံးတင်ခံရပြီးတရေဖို့မှုကြီးအပွဲမြစ်ကြီးနားထောင်ရောက်တဲ့စတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ကချင်ပြည်နယ်တွင်စီရေးရှုံးနေမှုများကြောင့်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပခါမှဒုတိယတိုင်းမှုကိုနေပြည်တော်သို့ခေါ်ယူ၍စစ်ခုံရုံးတင်စစ်ဆေးနေချိန်တွင်စခန်းစွန့်ခွာထွက်ပြေးခဲ့သည့်တရေဖို့မှုကြီးနှင့်အပွဲကိုလည်းထောင်တန်းများချမှတ်ကမြစ်ကြီးနားထောင်သို့ပို့ဆောင်လိုက်ကြောင်းသိရပါတယ်။ဗမော်တွင်စီရေးရှုံးနေမှုအခြေအနေများနှင့်ပတ်သက်၍မပခဒုတိယတိုင်းမှုဗိုလ်မှူးချုပ်ရာစာထွန်းကိုနေပြည်တော်သို့ခေါ်ယူကစစ်ခုံရုံးတင်စစ်ဆေးနေပြီးတစ်ချိန်တည်းမှာပင်ရခင်ကစခန်းဆုံးခွာခဲ့သည့်အရာရှိကြီးများကိုလည်းမြစ်ကြီးနားသို့ပို့ဆောင်ပြီးထောင်ချခဲ့ခြင်းဖြစ်ပါတယ်။မြစ်ကြီးနားထောင်သို့ပို့ဆောင်ခဲ့ရသည့်အဖွဲ့တွင်တရေးဖို့မှုကြီးတအုပ်နှင့်နောက်လိုက်အဖွဲ့များပါဝင်ပြီး၎င်းတို့သည်2024ခုနှစ်အောက်တိုဘာလအတွင်းကအမတ်1000နှင့်နေကြားဆောင်တက်တိုက်ခိုက်ခရစဉ်တရုတ်နိုင်ငံဘက်သို့ထွက်ပြေးခဲ့သူများဖြစ်ပြီးထောင်ဒဏ်10နှစ်မှ20နှစ်အထိအသီးသီးချမှတ်နိုင်ကြောင်းသိရပါတယ်။လူဘီနခတာ1000နှစ်နေကြားဆောင်တက်တိုက်ခိုက်ခရလို့စစ်ဗျူဟာမှုပါတည်တုံးကတရုတ်ဘက်ထွက်ပြေးတဲ့အဖွဲ့တွေပေါ်ထောင်ဒဏ်10နှစ်ကနေ20အထိချနိုင်တယ်။မကြမီလာမဲ့လွန်ငင်းမှာပါလာအောင်အမိန့်ချလိုက်တာမျိုးဖြစ်ပါတယ်ဟုစီရီယံဗိုလ်ကြီးစင်ရောကသတင်းဌာနကိုပြောပါတယ်။အဆိုပါအဖွဲ့ကိုတရုတ်မှမန္တလေးမှမြစ်ကြီးနားကိုပြန်ခေါ်ကတမတော်တမ်းမြင့်လေးချင်းရေးတင်တဲ့ကြောင်းတတက9နှစ်တွင်စစ်ဆေးပြီးနောက်မြစ်ကြီးနားထောင်ကိုပို့လိုက်ခြင်းဖြစ်ပါတယ်။စစ်ကော်မရှင်သည်မပခဒူတိုင်းမှုဗိုလ်မှူးချုပ်ရာစာထုံးကိုလည်းဗမော်စစ်စီရေးနဲ့ပတ်သက်ပြီးမကြာသေးမီကနေပြည်တော်ကိုခေါ်ယူစစ်ဆေးခဲ့ပါတယ်။လက်ရှိတွင်စစ်ကော်မရှင်သည်ဗမော်စစ်ရေးအပြင်အင်းတော်ကြီးဒေသတွင်ပါအရေးနှိမ်မှုများနှင့်ရင်ဆိုင်နေရပြီးတပ်စခန်းများစက်တိုက်လက်လွတ်နေရသဖြင့်အောက်ခြေမှအထက်ပိုင်းထိဖျို့ဖျဲဖြစ်ကအပြန်လည်အပြစ်ရှာစစ်ဆေးမှုများရှိနေပါတယ်။ကျွန်မသတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။